ဇနီးဖြစ်သူကသူမရဲ့သားမဟုတ်ပဲခင်ပွန်းဖြစ်သူမှာစိတ်ကြယောဂခံစားနေရကြောင်းသိလိုက်ရတဲ့အခါအံ့အားသင့်သွားခဲ့ပါတယ်။သူမရဲ့ခင်ပွန်းတောက်နေတဲ့ဆေးတွေကိုမြင်လိုက်ရတဲ့အခါအရာအလုံးကအမှန်တရားဖြစ်နေတာကိုသူမနောက်ဆုံးတော့ယုံကြည်သွားခဲ့ပါတယ်။ရုတ်တရက်ပဲသူမကအန်ဆွဲထဲမှာစာရွက်စာတမ်းဖိုင်တစ်ခုကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒီဖိုင်ထဲမှာသူမရဲ့အတိတ်ကတရောဖျော်ဖြေပွဲလက်မှတ်တွေအားလုံးရှိနေတာပါသူတို့ရဲ့9နှစ်တာအိမ်အောင်တက်တန်းတစ်လျှောက်လုံးမှာသူမဖျော်ဖြေတဲ့ဖျော်ဖြေပွဲတိုင်းအတွက်သူမရဲ့ခင်ပွန်းကလက်မှတ်ဝယ်ထားပေးခဲ့တာဖြစ်ပါတယ်သူမကခင်ပွန်းဖြစ်သူရဲ့လက်ထောက်စီကိုချက်ချင်းဖုံးဆက်ပြီးမေးမြန်းခဲ့ပါတယ်ခင်ပွန်းဖြစ်သူကသူမဖျော်ဖြေပွဲတွေအားလုံးအတွက်လက်မှတ်တွေဝယ်ထားပေမဲ့သူမကတော့သူ့ကိုဘယ်ဖျော်ဖြေပွဲမှာမှမမြင်ဘူးခဲ့ပါဘူးလက်ထောက်ကပြောပြတာကတော့တထေးဟာဖျော်ဖြေပွဲတစ်ခုကိုမှတက်ရောက်ခဲ့ခြင်းမရှိပါဘူးတဲ့ဘာကြောင့်လဲဆိုတော့သူမကသူ့ကိုမြင်ရင်စိတ်မချမ်းသာဖြစ်မှာကိုခင်ပွန်းဖြစ်သူကကြောက်နေခဲ့လို့လက်မှတ်တွေကိုပဲတင်ထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်တထေးနဲ့စကားများခဲ့တာလားလို့လက်ထောက်ကမေးလိုက်တဲ့အခါမှာတိုင်းမှာသူမဟာဖိုင်ထဲကစာတစ်စောင်ကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီစာကသူမရဲ့ခင်ပွန်းကိုယ်တိုင်ရေးထားတာပါသူဟာသူမကို10နှစ်တိုင်ချစ်နေခဲ့တာဖြစ်ပြီးသူမကတော့ဘယ်တော့မှမသိခဲ့ပါဘူးသူမကိုပထမဆုံးအကြိမ်မြင်ခဲ့ရတာကအထက်တန်းကျောင်းကတရောဖျော်ဖြေပွဲမှာပါသူမကိုမြင်လိုက်တဲ့အချိန်မှာပဲအပြည့်အဝချစ်မိသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကသူဟာဆင်းရဲပြီးယုံကြည်မှုမရှိခဲ့ပါဘူးသူတို့နှစ်ယောက်ဘဝမှာဘယ်တော့မှဆုံတွေ့နိုင်မှာမဟုတ်ဘူးလို့သူယုံကြည်ထားခဲ့တာပါထင်မှတ်မထားပဲ10နှစ်အကြာမှာတော့သူအနှစ်အလားချစ်ခဲ့ရတဲ့အမျိုးသမီးနဲ့ပွဲတစ်ခုမှာပြန်ဆုံခဲ့ပါတယ်အဲ့ဒါဟာသူမနဲ့အနီးကပ်ဆုံးရှိခဲ့ဘူးတဲ့ပထမဆုံးအကြိမ်လေးဖြစ်ပါတယ်။သူ့ရဲ့အဝတ်စားတွေရေဆိုနေတာကိုမြင်တဲ့အခါသူမကသူ့ကိုလက်ကင်ပုတ်ဝါအရင်ဆုံးကမ်းပေးခဲ့ပါတယ်ပြီးတော့သူမရဲ့ရီစားဟောင်းစီကိုပြေးသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူမကိုမြင်ရတိုင်းသူမကိုနှုတ်ဆက်ချင်ပေမဲ့သူ့ရဲ့နဲ့နေတဲ့မလုံခြုံမှုတွေကြောင့်ပဲနောက်ဆုံးမှာအမြဲတမ်းလက်လျှော့ခဲ့ရပါတယ်။ကံကြမ္မာကသူမကိုအရန်ချစ်တဲ့သူကိုတနာသွားလို့လားမသိပါဘူး။သူမနဲ့နီးစပ်ဖို့ခွင့်ရေးပေးခဲ့ပါတယ်။သူမရဲ့ဖခင်ကုမ္ပဏီဒေဝါလီခံရတော့မှာကိုကဲတင်ဖို့သူကငွေကြေးအများကြီးသုံးစွဲခဲ့ပြီးအဲ့ဒီအမျိုးသမီးဟာသူ့ကိုလက်ထပ်ဖို့အတင်းကျပ်အိမ်အောင်ပြုခဲ့ရတာပါ။ဒါကြောင့်သူတို့ရဲ့အိမ်အောင်ရေးပထမဆုံးနေ့မှာသူတို့နှစ်ယောက်ဂိမ်းတစ်ခုအတူတူဆော့ခဲ့ကြပါတယ်။အဲ့ဒီနေ့ဟာသူ့ရဲ့10နှစ်တာလျှို့ဝှက်အချစ်တွေအမှန်တကယ်ဖြစ်လာတဲ့နေ့ပါပဲ။ဒီစာကိုဖတ်ပြီးတဲ့အခါဇနီးဖြစ်သူကငိုပြီးတော့သူမရဲ့ခင်ပွန်းကိုဒီလောက်ထိမိုက်မဲရသလားလို့အပြစ်တင်ခဲ့ပါတယ်။အဲ့ဒီအခါမှပဲသူဟာသူမကိုနှစ်ပေါင်းများစွာချစ်ကဘာကျော်တရောသမားတဦးဖြစ်သူဇနီးတေဟာသူမရဲ့ခင်ပွန်းအတွက်တရောသချင်းတစ်ပုဒ်ကိုအထူးတလဲတီးခတ်ဖျော်ဖြေပေးလိုက်ပါတယ်။သချင်းတန်အဆုံးမှာတော့သူမခင်ပွန်းကိုအမှန်တရားကိုဖွင့်ဟပြောပြလိုက်ပါတယ်။မနေ့ကသူမရီစားဟောင်းကအမှန်မထင်တွေ့တာဖြစ်ကြောင်းအင်ဂျီသိန်းတာကကလေးကိုအားလက်ရခီးစဉ်တစ်ခုအတွက်စီစဉ်ဖို့တာဖြစ်ကြောင်းခီးသွားဖို့အိတ်တွေကိုလည်းအဲ့ဒီအတွက်ပဲပြင်ဆင်ထားတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။နောက်ဆုံးတော့ခင်ပွန်းဒီလည်းနားလည်မှုလွဲမှားခဲ့တာကိုဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်တလားလောက်ကြာတဲ့အခါဇနီးတွေကဟင်းချက်ဖို့စူးစမ်းပါတော့တယ်ခင်ပွန်းတွေကလည်းဘေးကနေတီးခံပြီးစိတ်ရှည်လက်ရှည်တင်ပေးပါတယ်ဟင်းပွဲပြင်တဲ့အခါသားလေးကမြည်ကြည့်ပြီးအံ့ဩသွားပါတယ်တကယ်လက်တွေ့မှာတော့ဟင်းကအရသာမရှိပေမဲ့ခင်ပွန်းနဲ့သားကသူမစိတ်မကောင်းဖြစ်မှာစိုးလို့အရသာရှိတယ်လို့ပဲပြောကြပါတယ်နောက်ဆုံးတော့ဇနီးတွေကိုယ်တိုင်မြည်ကြည့်တဲ့အခါအပေါ့ငယ်မညီတာကိုသိသွားပြီးပီဇာပဲမှာစားတော့မယ်လို့ရေမောစွာပြောလိုက်ပါတယ်တနေ့မှာတော့ဇနီးတဲ့ရဲ့တငယ်ချင်းကအင်္ဂလန်မှာရှိတဲ့ဖျော်ဖြေပွဲတစ်ခုကိုဖိတ်ကြားလာပါတယ်ဇနီးတဲ့ကမိသားစုနဲ့အချိန်ပေးခြင်းတဲ့အတွက်ညှင်းပယ်လိုက်ပါတယ်တပွန်းတဲ့ရဲ့စိတ်တက်ကြယောဂါနဲ့ပတ်သက်ပြီးသူမပိုပြီးစိုက်ချင်နေတာပါသူမရဲ့ခင်ပွန်းနဲ့သားလေးကတော့သူမကိုအံ့ဩစရာလက်ဆောင်တစ်ခုပေးပါတယ်။သူတို့နှစ်ယောက်ကသူမရဲ့တရောအသစ်နဲ့အရင်ကဖျော်ဖြေခဲ့တဲ့ပုံတွေကိုနေရန်မှာချိတ်ဆွဲပြီးသူမရဲ့အိမ်မက်ကိုလက်မလွတ်ဖို့တိုက်တွန်းအားပေးလိုက်ပါတယ်။မင်းရဲ့အောင်မြင်မှုကိုပဲငါတို့လိုချင်တာပါလို့ခင်ပွန်းတွေကပြောတဲ့အခါဇနီးတွေဝမ်းသာလွန်းလို့မျက်ရည်ကျကခင်ပွန်းတွေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။မိမိတို့အတွက်ကြောင့်အိမ်မက်တွေကိုစွန့်လွတ်စရာမလိုစေဖို့အတွက်ဇနီးဖြစ်သူကိုအင်္ဂလန်မှာဆက်လက်လုပ်ကိုင်ဖို့ခင်ပွန်းဖြစ်သူကတိုက်တွန်းခဲ့ပါတယ်။တစ်နှစ်ကြာပြီးနောက်မှာတော့ဇနီးဖြစ်သူပြန်လည်ရောက်ရှိလာခဲ့ပါတယ်။စောင့်ကြုံနေကြပါတယ်။သားလေးကလည်းသူ့အမေအတွက်ဝက်ဝင်ရုပ်လေးလက်ဆောင်ပေးရင်မိသားစုပြန်လဲဆုံစည်းကြပါတယ်။အချိန်တော်ကြာမတွေ့ခဲ့ရတဲ့ခင်ပွန်းဖြစ်သူကိုမြင်တော့ဇနီးဖြစ်သူကဘားပြင်ကိုနမ်းလိုက်ပြီးခင်ပွန်းကလည်းပန်းစည်းလေးနဲ့ကြိုဆိုလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါဝေးကွာနေတဲ့တစ်နှစ်တာအတွက်အစားပြန်ယူတဲ့အနေနဲ့မီရှူမီပန်းတွေကိုအတူတူကြည့်ရှုရင်းလက်ကိုတင်းတင်းဆုပ်ကင်ထားကြပါတယ်။ခင်ပွန်းဖြစ်သူကသူတို့စတင်ဆုံတွေ့ခဲ့တဲ့အချိန်ကိုပြန်တွေးမိပြီးသူတို့နှစ်ယောက်တကယ်ပဲအိမ်အောင်ကြလိမ့်မယ်လို့မထင်ခဲမိကြောင်ရင်ဖွင့်ခဲ့ပါတဲ့အစမှာတော့သူတို့နှစ်ယောက်ဟာနားလည်မှုလွဲမှားခြင်းတွေကြောင့်ပေါင်းဆက်ခဲ့ရတာပါခင်ပွန်းဖြစ်သူရဲ့စွန့်လွတ်အနစ်နာခံမှုတွေနဲ့သူ့အတွက်ကြောင့်ပဲခင်ပွန်းဖြစ်သူမှာစိတ်တက်ကြယောဂ depression ဖြစ်ခဲ့ရတယ်ဆိုတာကိုသိလိုက်ရချိန်မှာတော့ဇနီးဖြစ်သူကနောင်တရပြီးကြံရှိတဲ့အချိန်တွေကိုမိသားစုအတွက်အကောင်းဆုံးပြန်လည်ပြုစုစောင့်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့မိသားစုလေးဟာနားလည်မှုတွေနဲ့အတူစစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတော့တယ်